အခုကျွန်တော်ဆုံးဖြတ်ထားတဲ့ကလေးကတော့ကိုသွားချင်တဲ့နေရာကိုသွားလို့ရမယ်ဗျာပြောင်းလို့ပြောပြလာစတော့ပြောလို့လည်းရပါတယ်ငွေကြေးချစ်သူတွေနဲ့လည်းတွဲဆော်လို့ရမယ်ဗျာရေးချောင်းရှိတဲ့သူတွေရေးစားပါရမယ်ကလေးဖြစ်ပါတယ်ဒါကြလည်းဝယ်လို့ရပါတယ်ကိုနောက်ကိုလိုက်ပါမှခွေးနေကြောင်လည်းဝယ်လို့ရပါတယ်လူတို့အနေနဲ့ကောက်လို့ရတဲ့ကလေးဖြစ်ပါတယ်ဗျာဒီကဲကိုတက်ချင်လဲဆိုရင်တော့ကျွန်တော်ရဲ့ Telegram channel မှာတောင်းနေတည်ပေးထားပါတယ်ဗျာအခုကျွန်တော်ဆုံးဖြတ်ထားတဲ့ဂိတ်ကိုတောင်းကြီးပြောပြထားပါတယ်ဗျအစုပ်ထိကြည့်ပေးကြပါPlay Store ထဲဝယ်ရပါမယ်နော်ရချတဲ့နေရာမှာ PKXD ဆိုတာကိုရချရမှာဖြစ်ပါတယ်အခုသိမြင်နေရတဲ့ APP ကိုတောင်းရမှာဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေဗျာ